မင်္ဂလာပါခင်ဗျာဒါတော့ကျွန်တော်တို့အညာဒေတာမှာစားတဲ့ညောင်ရွက်ကိုဒီနေ့ကျွန်တော်ညောင်ပင်တီတွားပြီးတော့ခုပြီးတုတ်စားပြမှာပါခင်ဗျာဒါတော့ကျွန်တော်တို့ညောင်ပင်အောက်ခြေမှာနဲ့မလောက်လို့ကျွန်တော်တို့အပြင်ညောင်ပင်ပေါ်ထိတက်ပြီးတော့ညောင်ရွက်ခူးနေပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့အညာဒေတာမှာဆိုရင်ဒါကတော့တစ်နှစ်ကိုတစ်ခါတုတ်စားနေကြပါတော့ကျွန်တော်တို့တခြားတော့ data တွေမှာတော့တုတ်စားတာမျိုးတော့မရှိကြဘူးပေါ့နော်ဒါကျွန်တော်တို့ data မှာဆိုရင်တော့တုတ်စားပါတယ်ကျွန်တော်ညောင်ပင်ပေါ်ထိတက်ပြီးတော့ခူးနေပါတယ်ခင်ဗျာလူတွေလောက်မရသေးတော့စက်ခူပါအောင်မယ်ခင်ဗျာကျွန်တော်လည်းငယ်ချင်းကတော့အောက်ကတပုံလေးရိုက်ပြီးနေပါတယ်ကျွန်တော်တို့ခူးပြီးတော့ကျွန်တော်တို့လူတွေလောက်ရရင်ကျွန်တော်တို့အရင်တော့ဒီလိုမျိုးပြုတ်ပါတယ်ပြုတ်တော့2ရီ3ရီလောက်တော့ပြုတ်ရတယ်ပေါ့နော်2ရီ3ရီလောက်ပြုတ်မယ်သူကနည်းနည်းလေးအဖန်ရီတွေထွက်တော့2ရီ3ရီလောက်ပြုတ်မယ်ပြုတ်ပြီးတာနဲ့တကယ်နဲ့ကျွန်တော်တို့သူစားတုပ်လို့ရပါပြီသူက2ရီ3ရီလောက်ပြုတ်ပြီးရတယ်တုပ်စားလို့ရပါပြီခင်ဗျာဒါတော့ကျွန်တော်တို့ဒါတော့ဒီလိုလေးရေပြောင်းအောင်ညှစ်မယ်ပေါ့နော်သူအဖန်ရီတွေထွက်တော့လက်နဲ့ဖက်နဲ့ညှစ်မယ်ညှစ်ပြီးတော့ဒီလိုမျိုးအနေထားလေးရပြီဆိုရင်ကျွန်တော်တို့ကဒီမှာကြက်တွန်ပြူလေးလီထားတဲ့ဟာလေးကိုကျွန်တော်တို့စီချက်တက်မယ်ကြက်တွန်ပြူလေးကိုစီချက်တက်ထားမယ်ဒါတော့ကြက်တွန်ပြူစီချက်တက်နေပါတယ်ဒီစီချက်ကလေးကိုကျွန်တော်တို့တွေကဒီစီချက်ကလေးကိုခုနတုံးမဲ့ထဲလေးကိုထည့်မှာပေါ့နော်စီချက်ကလေးကြောင်စီချက်တက်မယ်စီချက်တက်ပြီးတာနဲ့ကျွန်တော်တို့တွေအခုနညောင်ရတုံးမဲ့ထဲကိုဒါလေးလောင်းထည့်ဒါကတော့တုပ်ပြီးတဲ့အနေထားတစ်ခုပေါ့နော်ဒါတုပ်ပြီးပါပြီသူ့ကိုမြေပဲဆန်လေးတွေနဲ့ပဲမုံထည့်ပိုကောင်းပါတယ်ဒါကတော့သူ့မြေပဲဆန်ထည့်ထားပါတယ်ဒီလိုပင်မုံတော့မရှိတာနဲ့မြေပဲဆန်လေးနဲ့ထည့်ပြီးအလွယ်တကူတုပ်ပြလိုက်ပါတယ်ဒါတော့တုပ်ပြီးတဲ့အနေထားလည်းပေါ့နော်โอเคကျွန်တော်စားပြပါမယ်ခင်ဗျာဒါတော့တုပ်ပြီးသွားပါပြီညောင်ရွက်တုပ်ပါညာအစားစားလေးပေါ့နော်ကျွန်တော်တို့ညမှာဆိုရင်ဒီညောင်ရွက်တွေကတော့တုပ်စားပါတယ်ခင်ဗျာโอเคစားကြပါအောင်ခင်ဗျာအရင်စားလို့ကောင်းပါတယ်အရတာလည်းရှိပါတယ်ခင်ဗျာဒါစားပြီးတော့လက်ဖက်တောင်စားခြင်းစိမရှိတော့ပါဘူးခင်ဗျာတကယ်ပါမယုံတုပ်စားကြည့်ကြပါကျွန်တော်တို့အညာမှာဆိုလဲကျွန်တော်တို့အမြဲတုပ်စားပြပါတယ်ကျွန်တော်တုပ်စားဖို့လည်းပြောချင်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းတုပ်စားပြပါတယ်โอเคလိုက်တုပ်စားမဲ့လူတွေတော့ဒါတုပ်စားလို့ရအောင်ကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတုပ်စားဖို့လည်းမမေ့နဲ့နော်ကျွန်တော်